မိမမနှက်ဖြန်ပဲရီရိတ်ဖို့ရောက်ဝါကိုတိုးကြီးတို့အဖွဲ့ကိုတွားပြောလိုက်မယ်နော်နေ့တနေ့ရဲ့အစမှာတဘာဝတရားကြီးနဲ့ထိတွေ့ရတာအရန်ကိုတိတ်ချမ်းသာရတယ်နော်မင်းဘာတွေစနေကြတာလဲဒီမလေး तू ကစတာကဲအလုပ်ဆက်လုပ်ကြမယ် Here, try the fish salad. It's very fresh. Thank you. The shade here is perfect with this breeze. ဒိုနေကတော်တော်လေးနေပြီတဲ့ ဟုတ်ပါဒီတဲဘဲတွင်ကအသွက်ကောင်းတယ်လို့အတန်တော့ခတ်တင်တော့ ဟုတ်ကဲ့ကြည်တင်မှုတော့